Okay မဟုတ်ဒီကောင်ကိုငားတဲ့သူတွေကဒီမှာကြည်နေတဲ့သူတွေကိုတော်တော်ကြီးကိုအညှိုးကြီးလောက်တယ်နော်ကျွန်တော်တို့မြန်မာနိုင်ငံသားဖြစ်ရတာစောင်းရကံကောင်းတယ်နော်တရက်တကယ်ပြောတာအဲ့လောက်ကြီးကံကောင်းနေတာကြော်တော့မပျော်တော့ဘူးနော်မပျော်တော့သူကယောက်ျားလားမိန်းမလားတစ်ချက်မသေးကွဲလို့ပေါ့နော်ပြောသားပေးအောင် Stop it. စရပါဗျာ